အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဘရာဇီးကနဝင်ကစားသမားတို့ဖြစ်တဲ့ကာကာရဲ့အကြောင်းကိုကျွန်တော်နှိမ့်ရှုပ်လေးပြောပြပေးသွားမှာပဲဖြစ်ပါတယ်ကာကာဟာဘရာဇီးနိုင်ငံကထွက်ပေါ်လာတဲ့အကောင်းဆုံး attacking modifier တွေကတယောက်ဖြစ်ပြီးတော့သူ့ရဲ့အလိန်ခေါက် skill တွေသူ့ရဲ့မြန်နှုန်းတွေကြောင့်ပြည်သက်တွေရဲ့အားပေးရှိခင်မှုကိုရရှိခဲ့တဲ့သူဖြစ်ပါတယ်ကာကာကို1982ခုနှစ်ဧပြီလ22ရက်နေ့မှာဘရာဇီးနိုင်ငံမှာမွေးဖွားခဲ့ပါတယ်သူ့ရဲ့ကစားသမားဘဝအစကတော့ဆာပိုလိုအသင်းမှာစတင်ခဲ့ပြီးတော့2003ခုနှစ်မှာတော့ AC Milan အသင်းကိုပြောင်းရွှေ့ရောက်ရှိခဲ့တာဖြစ်ပါတယ်။အဲဒီအချိန်ကစလို့ကာကာရဲ့စွမ်းဆောင်ရည်ဟာအမြင့်ဆုံးအဆင့်ကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ AC Milan အသင်းမှာတော့သူ့ရဲ့သွင်းဂိုးတွေဂိုးဖန်တီးမှုတွေအလိန်ခေါက်စကေးတွေကြောင့် AC Milan ပြည်သက်တွေရဲ့အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ကာကာဟာ2009ခုနှစ်မှာတော့ UEFA Champions League ပြိုင်ပွဲကို AC Milan အသင်းနဲ့အတူအနိုင်ရရှိခဲ့ပြီးပြိုင်ပွဲတစ်လျှောက်သွင်းဂိုးအများဆုံးကစားသမားတစ်ဦးလည်းဖြစ်ခဲ့ပါတယ်။အဲ့ဒီနှစ်မှာပဲသူဟာကမ္ဘာအကောင်းဆုံးဘလုံးသမားတဦးအဖြစ်ဘလွန်တေအော်စုကိုလက်ခံရရှိခဲ့ပါတယ်။ကာကာဟာ2009ခုနှစ်မှာတော့ Real Madrid အသင်းကိုပြောင်းရွှေ့ရောက်ရှိခဲ့ပြီးကျေစင်စုအသင်းရဲ့အစိပ်ပိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ဒဏ်ရာပြဿနာတွေကြောင့် AC Milan မှာရှိသလို performance တွေမပြနိုင်ခဲ့ပေမဲ့ဘောလုံးပြည်သက်တွေရဲ့အထူးအားပေးမှုတော့ဆက်လက်ရရှိခဲ့ပါတယ်။ကာကာဟာဘရာဇီးအသင်းနဲ့သူ2002 FIFA World Cup ကိုအနိုင်ရရှိခဲ့ပြီးဘရာဇီးရဲ့ Golden Generation တွေကတယောက်ဖြစ်ခဲ့ပါတယ်။ကာကာရရှိခဲ့တဲ့အဓိကဆုဖလားတွေကတော့ UEFA Champions League တစ်ကြိမ် Serie A တစ်ကြိမ် FIFA Club World Cup တစ်ကြိမ် UEFA Super Cup 2ကြိမ် Coppa Italia တစ်ကြိမ် La Liga Champions တစ်ကြိမ် Coppa del Rey တစ်ကြိမ်နဲ့ကမ္ဘာဖလားတစ်ကြိမ်တို့ပဲဖြစ်ပါတယ်။ယခုချိန်မှာတော့ကာကာဟာဘလုံးလောကကနေအနားယူသွားပြီပဲဖြစ်ပါတယ်။ဒါကြောင့်လဲကာကာရဲ့ခြေစွမ်းတွေကိုကျွန်တော်တို့ပြန်လည်အမှတ်ရစေဖို့ဗီဒီယိုလေးနဲ့ကျွန်တော်တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်။